YPA ရဲ့ဒါမူရာခုမူကီရီကိုဘာလို့ဘသူမှမခေါ်ရလဲ YPA တေးပြီးနောက်သူ့ရဲ့ကန်တွင်ဒါမူရာခုမူကီရီကိုသူ့တင်းချိုင်းမှာထားခဲ့တယ်ဒီဓာတ်က One Piece ထဲမှာအစစ်မြင့်ဆုံး12ချောင်းထဲကတတိယအင်အားအကြီးဆုံးဓာတ်ပဲဒါကိုယူသွားရင်တန်းနဲ့ချီတဲ့ berry ရမယ်ဒါမှမဟုတ်ဒီဓာတ်ကိုကင်ထားရင်ဘလူးလို့ဖြစ်လာမယ်ဒါပေမဲ့ဘာလို့ဘသူမှမခိုးတာလဲ theory အညာအကြောင်း၃မျိုးရှိတယ်တင်းချိုင်းရဲ့တင်နေရာကိုဘသူမှမသိဘူး YPA ရဲ့တင်းချိုင်းကိုသူ့ရဲ့ဇဲနှစ်ပတ်နယ်ကိုတက်ရောက်ချဲတဲ့ဇက်ကောင်တွေပဲတည်တယ်အဲ့ဒီတင်နေရာကလွတ်ဖြိုထလာမို့ဘသူမှလွယ်လွယ်ကိုရှာမတွေ့နိုင်ဘူးဒါကဓာတ်ခိုးဖို့အဓိကအတားအဆပဲမူရာခုမူကီရီမှာကိုပိုင်စန္ဒရှိတယ်အိမ်မဓာတ်လို့သူ့ရဲ့ပိုင်ရှင်ကိုစမ်းတက်တဲ့အတိုင်းမူရာခုမူကီရီမှာလည်းကိုပိုင်စန္ဒရှိတယ်ဇော်ရိုကအိမ်မကိုထိန်းချုပ်ဖို့တန်မာဖို့လို့တလို့မူရာခုမူကီရီကလည်းသူ့ကိုဂိုင်မဲ့သူစီကတခုခုတောင်းဆိုတယ်YPA လို့တန်မာတဲ့သူမျိုးပဲဒီဓာတ်ကိုဂိုင်နိုင်မယ်လို့ထင်တယ်ဒါကြောင့်တာမန်လူတွေကထီတောင်မထင်နိုင်ဘူး Red Hair Pirates ကတင်းချိုင်းကိုစောင့်ထိန်နေတယ်ဒီ theory အရ Red Hair Pirates က YPA ရဲ့ဇာနပနဲ့ကို Marine Fog ကနေစီစဉ်ပေးခဲ့ပြီးသူတို့ရဲ့ Jolly Roger ပင်လယ်ဓာတ်ပြအလံကိုတင်းချိုင်းနားမှာထားခဲ့တယ်ဒါက YPA ရဲ့တင်းချိုင်းကိုလူရရင် Shanks နဲ့စစ်ထစ်မယ်ဆိုတဲ့တတိပေးချက်တယ် One Piece ထဲမှာအခုချိန်ထိ Shanks ကိုစိန်ခေါ်နေတယ်မရှိသေးဘူးဒါကြောင့်ဘသူမှမူရာခုမူကီရီကိုလာမထိရဲ့ဘူးထစ်နိုင်ကြီးဒီ theory ရဲ့အကြောင်းအမျိုး၃မျိုးရဲတာ Red Hair Pirates ကအဆောင်ทึ่งနေတယ်ဆိုတဲ့အချက်ကအဖြစ်နိုင်ဆုံးပဲ30မှာရှုပ်ပေးမယ် Shanks ရဲ့အင်အားနဲ့ဂုဏ်သိက္ခာကိုကြည့်ရင်ဒါကတော်တော်လေးယုံကြည်လို့ရတယ်